24နာရီအမြဲတမ်းအသင့်ရှိသည်တကယ်အရေးကြုံရင်ပုံလေးသာဆက်လိုက်ပေါ်ကူညီဖို့တွေ့သိရှိသည်အနိုင်မဲ့တိမ်ပကြီးပရာဟိတတင်ကြီးပရာဟိတတင်ကြီးဖြစ်ပါသည်24နာရီအမြဲတမ်းသိရှိသည်တကယ်အရေးကြုံရင်ပုံလေးသာဆက်လိုက်ပေါ်ကူညီဖို့တွေ့သိရှိသည်အနိုင်မဲ့တိမ်ပကြီးပရာဟိတတင်ကြီးပရာဟိတတင်ကြီးဖြစ်ပါသည်တွေ့လို့အပ်သလားတွေ့ရဖို့အတွက်ကူညီမည်ရေးပေါ်လူနာများချိန်မီသက်ကြမည်တဘာဝဘေးအန္တရာယ်များကြုံလာရင်လေအသက်ကိုမဒါနာမထားစွန်စားကူညီမည်နိုင်မဲ့တိမ်ပကြီးအနိုင်မဲ့တိမ်ပကြီးတရားဌာနသည်မင်္ဂလာတုံမြို့နယ်အနံပေရက်ွက်မှာအနံပေရက်ွက်မှာရှိပါသည်နိုင်မဲ့တိမ်ပကြီးအနိုင်မဲ့တိမ်ပကြီးအနိုင်မဲ့တိမ်ပကြီးအမြဲတမ်းသိရှိသည်နိုင်မဲ့တိမ်ပကြီးအနိုင်မဲ့တိမ်ပကြီးအနိုင်မဲ့တိမ်ပကြီးအမြဲတမ်းမဲ့အသင်ရှိပါသည်မြတ်သောဖြူစင်သောစိတ်ထားများနဲ့စာနာသောတိမ်မွေသောနှလုံးသားများနဲ့တူညီသူတွေစုကားဖွဲ့စည်းခဲ့သည်အားလုံးအတွက်အနိုင်မဲ့တိမ်ပကြီးအားလုံးအတွက်အနိုင်မဲ့တိမ်ပကြီးမြင့်မြတ်တဲ့အနိုင်မဲ့တိမ်ပကြီး